မင်္ဂလာပါမိုးတွင်းမှာအဝတ်စား6ခက်တဲ့ပြဿနာနဲ့ကြုံတွေ့နေရပါသလားအမမြို့ကျိုးပြည်သူလေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်သူကဘောင်းပြည်သူဖြစ်တဲ့အတွက်လမ်းလျှောက်ရင်းရွှွန့်စင်တာတို့အောက်ပိုင်းမိုးဆူတာတို့မဖြစ်တော့ဘူးเนาะအဲကြတော့သူကကြတော့၄ရောင်လာတာပေါ့၄ရောင်ခါဆိုင်က30နဲ့40အတွင်းလာပါတယ်ရှင်အရောင်လေးတွေပြပေးမယ်เนาะသူကဒါလေးကခဲရောင်ပေါ့ခဲရောင်သူကခါဆိုင်30လေးပေါ့ခဲရောင်တရောင်လာမယ်ခဲရောင်ပြီးလို့ရှိရင်ဒါအမဲရောင်အမဲရောင်ဒါခါဆိုင်တော့ပြင်စိမ်းရောင်ပြီးလို့ရှိရင်ကာကီအချော့ရောင်ပေါ့အဲ့လို၄ရောင်လာတယ်เนาะအမတိချပြပေးမယ်เนาะသူကကြတော့ဒီလိုခါမြို့ကျူလေးနဲ့ပြီးလို့ရှိရင်ဒီလိုအိတ်ကက်ကလေးနဲ့အိတ်ကက်ဦးဒီရဲ့နာဘာဂျာလေးနဲ့ပေါ့เนาะဘာဂျာလေးနဲ့ပြီးရင်နေက်စစ်ကလေးနဲ့ပြီးလို့ရှိရင်နောက်အိတ်ကလည်းနေက်စစ်နဲ့ဖတ်လေးနဲ့ပေါ့အဲ့လိုလာပါတယ်ရှင်ဟာဈေးနှုန်းနဲ့တန်တဲ့အသားကောင်းကောင်းကြိုက်တယ်ဆိုရင် EMM fashion ကိုတတိယလိုက်ပါနော်ဒီဘောင်းမီဝတ်ပြီးတဲ့လူတိုင်းဆိုရင်သူ့ quality ကိုအရန်ကြိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်